အားလုံးမင်္ဂလာပါရှင်ကျမကတော့အင်္ဂလိပ်စာတစ်ချက်လေးတစ်ချက်ပုံညခိုင်ပါကျမအခု TO2 နဲ့ 88ရဲ့အသုံးလေးပြောပြပါမယ်ပေါ့နော်ဟို I go to school နဲ့ I am at school ရဲ့ကွာခြားချက်လေးပေါ့နော်အဓိကအဲ့ဒါဘာကွာနေလဲဆိုရင် I am at school ကကျမကျောင်းမှာရှိ I go to school ကကျမကျောင်းသို့သွားတယ်တကယ်တမ်းကတော့ to နဲ့ at ရဲ့အဓိကကွာခြားချက်က direction မှာ TO2 က direction ပါပါတယ်နော် 88 က direction မပါဘူးဒီနေရာမှာဆိုဒီနေရာမှာရက်နေတဲ့ပုံစံမျိုး 88 နဲ့သုံးပါတယ် TO2 က direction ပါပါတယ်နော်အဲကြတော့ TO2 နဲ့ 88ရဲ့အသုံးလေးက TO2 က direction အနေနဲ့သုံးတယ်88က direction မပါဘူးကျမတို့88ကပုံမှန်အဖြစ်တော့ဘယ်လို verb တွေနဲ့အသုံးများလဲဆိုရင်verb to be တွေပေါ့နော် am is or was were နဲ့အသုံးများပါတယ်ဘာဖြစ်လို့လဲဆိုတော့ direction မပါဘူးလေသူကရှိသည့်အဓိပ္ပာယ်နဲ့သုံးတာဟုတ်နော်အဲကြတော့ at နဲ့ to ရဲ့ကွာခြားချက်တွေသိပြီပေါ့နော်ဒီနေ့ဗီဒီယိုကတော့တော့ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ရှင် bye bye ပါ